ရီယာကဒဏ်ရာရနေတဲ့ CEO အာဂျွန်ကိုလက်ထဲမှာအလွယ်တကူပွေ့ချလိုက်ပါတယ်။အာဂျွန်ကသူမရဲ့ခွန်အားကိုမြင်ပြီးအံ့ဩမြင်တက်သွားပါတယ်။လွန်ခဲ့တဲ့9နှစ်ကဟိုတယ်မှာသူ့ကိုအလွယ်တကူပွေ့ချခဲ့တဲ့အမျိုးသမီးကိုသူပြန်တတိယသွားပါတယ်။အာဂျွန်အံ့ဩနေတော့မှပဲရီယာကသူ့ခေါင်းကိုဖောက်ခွာလေးပုတ်လိုက်ပါတယ်။ဒီပြုမှုကြောင့်လွန်ခဲ့တဲ့9နှစ်ကဟိုတယ်မှာပြန်ပေးဆွဲသမားတွေလက်ထဲကနေသူ့ကိုကယ်တင်ခဲ့ပြီးသူ့ကိုလွှမ်းမိုးခဲ့တဲ့မိန်းကလေးဆိုတာအာဂျွန်တေချာသွားပါတော့တယ်။တကယ်တော့လွန်ခဲ့တဲ့9နှစ်တုန်းကရီယာကသူမရဲ့ဖောက်ပြန်နေတဲ့ရီစားကိုဖမ်းဖို့ဟိုတယ်ကိုသွားခဲ့တာကရီစားဖြစ်သူကသူမကိုတစ္ဆာဖောက်နေတာမြင်တဲ့အခါသူမဒေါသထွက်ပြီးစဉ်းစားမနေပဲပါရိုက်လိုက်တာကောင်လေးလည်းထွက်ပြီးတတိလစ်သွားတဲ့အထိပါပဲဒါကိုမြင်တော့သူမကအဲ့ဒီနေရာကနေတည်ငြိမ်စွာထွက်ခွာလာခဲ့ပါတယ်ဝမ်းနဲ့ပလက်နဲ့အရက်တောက်နေရင်သူမကအခန်းမပြီးဝင်ပြီးသွားပါတယ်အဲ့ဒီအခန်းကပြန်ပေးဆွဲသမားတွေအာဂျုံကိုကျိုးတုပ်ထားတဲ့အခန်းပါသူမဝင်လာတာနဲ့လူသက်သမားကသူမလဲပင်ကိုဓာတ်နဲ့ထောက်လိုက်ပါတယ်ဒါပေမဲ့3စက္ကန့်အတွင်းမှာပဲရီယာကပြန်ပေးဆွဲသမား2ယောက်လုံးကိုထိုးချိတ်ကန်ကြောက်ပြီးအခန်းပြင်ကိုလွှင့်ပစ်လိုက်ပါတယ်ပြီးတော့သူမကအာဂျုံရဲ့လက်ကကျိုးတွေကိုဆွဲဖြတ်ပြီးလွှတ်ပေးလိုက်ပါတယ်အာဂျုံရဲ့စမတ်ကြပြီးခံရတဲ့ပုံစံကိုမြင်တော့ရီယာကချက်ချင်းပဲဆွဲလန်းသွားပါတယ်ယူသွတ်တဲ့အကြံတစ်ခုသူမခေါင်းထဲရုတ်တရက်ရောက်လာပြီးသူမကအာဂျုံကိုအတင်းဆွဲဖက်ကအဲ့ဒီညမှာပဲသူ့ကိုအပိုင်သိမ်းပိုက်လိုက်ပါတော့တယ်နောက်တနေ့မနက်မှာတော့သူမလှုပ်ရက်အတွက်ရှက်ရှုမိတာကြောင့်စားတဆောင်ထားခဲ့ပြီးထွက်သွားခဲ့ပါတယ်အာဂျုံနိုးလာတဲ့အခါရီယာကဒေါသနဲ့စပွဲကိုခဲတံနဲ့ထိုးဖောက်ထားတဲ့အပေါက်တစ်ပေါက်ကိုတွေးလိုက်ရပါတယ်သူအံ့ဩသွားပြီးအဲ့ဒီကောင်မလေးကိုရှာဖို့သူ့လူတွေကိုချက်ချင်းအမိန့်ပေးလိုက်ပါတယ်အချိန်တွေကုန်ဆုံးပြီး9နှစ်ကြာသွားပါတယ်ရီယာကချစ်စရာကောင်းတဲ့သားလေးယူရဲ့အမေဖြစ်လာပါပြီရီယာရဲ့အမေကကလေးတွေမှာအဖေလိုတယ်လို့သူမကိုတဖောက်ဖောက်ပြောနေပါတယ်ရီယာကသဘောမတူတဲ့အခါသူမအမေကရာစတန်ပေးပါတယ်3ရက်အတွင်းလက်ထပ်ဖို့ကောင်းလေးတယောက်ရှာပါမရှာနိုင်ရင်အိမ်ကဆင်းသွားလို့ပြောပါတယ်မတက်တာတဲ့အဆုံးရီယာကစဉ်းစားလို့ရအောင်ကလေးတွေနဲ့အတူပြင်ထွက်လာခဲ့ပေမဲ့သူမကလေးတွေကတော့အကြံတစ်ခုစီစဉ်ပြီးသားပါကလေး2ယောက်စလုံးကသူတို့အမေအတွက်ခင်ပွန်းကောင်းတစ်ယောက်နဲ့သူတို့အတွက်ဖေဖေတစ်ယောက်ရှာပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်ရီယာကကလေးတွေရဲ့ယူသွမှုကိုတားဖို့ကြိုးစားပေမဲ့သူတို့ကအယမ်းစိတ်လှုပ်ရှားပြီးသူတို့မိမိအတွက်သူတို့သားရှာဖို့လမ်းပေါ်ထွက်သွားကြပါတယ်ကလေးတွေကိုလိုက်ဖမ်းဖို့ပြေးရင်းနဲ့ရီယာကအာဂျွန်နဲ့ရုတ်တရက်ဝင်တိုက်မိပါတယ်အာဂျွန်လဲကြလူနီပါဖြစ်သွားပေမဲ့ရီယာကရုပ်ရှင်ဆန်ဆန်ဟီယိုပုံစံနဲ့သူ့ကိုချက်ချင်းဖမ်းထိန်ပေးလိုက်ပါတယ်နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်တောင်းပန်နေကြတော့မှပဲကလေး2ယောက်စလုံးပြေးလာပြီးအာဂျွန်ကိုဖက်ကဖေဖေလို့အော်ဟစ်လိုက်ကြပါတယ်အာဂျွန်ရောရီယာပါ2ယောက်စလုံးလန့်သွားကြပါတယ်ကော်ဖီဆိုင်မှာထိုင်နေတော့ကလေးတွေကအာဂျွန်ကိုမနာတမ်းချီကျူပြီးဖေမေမေနဲ့လက်ထပ်ပါလို့ပြောနေကြပါတယ်ဒေါသထွက်လာတဲ့ရီယာကစပွဲကိုခက်ရင်းနဲ့ထိုးဆိုင်လိုက်ပါတယ်အဲ့ဒီအပေါက်ကိုမြင်တော့အာဂျွန်ကလွန်ခဲ့တဲ့9နှစ်ကခဲတံကိစ္စကိုပြန်တရိယာသွားပါတယ်ဒါပေမဲ့သူကရီယာကိုမမှတ်မိသေးပါဘူးရီယာကအမြန်ပဲစကားဖြစ်ပြောလိုက်ပါတယ်ကလေးတွေရဲ့အကျင့်ကမကောင်းပါဘူးသူတို့ကိုအာယုံမဆိုင်ပါနဲ့အမေကလက်ထပ်ဖို့ဖိအားပေးလွန်းလို့ကလေးတွေကစိတ်ဖိစီးနေတာပါလို့ပြောပါတယ်သူမကကလေးတွေနဲ့အတူပြန်ဖို့လုပ်တဲ့အခါအာဂျုံကသူမကိုတားလိုက်ပါတယ်သူမိသားစုရဲ့ဖိအားကနေလွတ်မြောက်ဖို့သူလည်းအိမ်အောင်ပြုပြီးကလေးယူဖို့လိုနေတယ်လို့ပြောပါတယ်တကယ်လို့သူမသဘောတူရင်သူတို့သဘောတူညီချက်နဲ့လက်ထပ်ကြမလားလို့အကြံပြုပါတယ်နှစ်ယောက်လုံးသဘောတူလိုက်ကြပြီးအဲ့ဒီနေ့မှာပဲလက်ထပ်စာချုပ်နဲ့တရားဝင်လင်မယားဖြစ်သွားကြပါတယ်ဖုန်းနံပါတ်တွေလဲပြီးတဲ့နောက်သူတို့အိမ်တီးတီးကိုပြန်သွားကြပါတယ်အာဂျုံအိမ်ပြန်ရောက်တော့သူ့အဖိုးကိုရီစားဟောင်းရီယာနဲ့လက်ထပ်လိုက်ပြီးဖြစ်ကြောင်းနဲ့ကလေး2ယောက်ရှိကြောင်းပြောလိုက်ပါတယ်ဓာတ်ပုံကိုကြည့်ပြီးအဖိုးဖြစ်သူအံ့ဩသွားပါတယ်ဘာလို့လဲဆိုတော့ကလေးတွေကအာဂျုံရဲ့ငယ်ဘဝနဲ့တပုံစံနဲ့တူနေလို့ပါအဖိုးကပျော်ရွှင်စွာနဲ့ဒီညမွေးနေ့ညစာစားပွဲကိုဖိတ်လိုက်ပါတယ်အာဂျုံကရီယာကိုကြိုဖို့သူမအိမ်ကိုရောက်လာပါတယ်ရီယာကိုဝတ်စားပြင်ဆင်ပြီးထွက်လာတဲ့အခါအာဂျုံကတကယ့်ကိုမြင်သက်သွားပါတယ်အာဂျုံကသူ့ကိုတတိပေးပါတယ်သူ့ရဲ့ဒုတိယဦးလေးကမိသားစုပိုင်ဆိုင်မှုတွေကိုမျက်စိကျနေတဲ့လောဘကြီးသူမို့လို့ပါတီမှာတတိထားဖို့ပြောပါတယ်ဒါပေမဲ့ရီယာကမွေးရပါအင်အားကြီးမှသူပါသူတို့ထွက်လာတာနဲ့ဒုတိယဦးလေးရဲ့လူမိုက်တွေကလမ်းမှာကားကိုပိတ်ရက်လိုက်ပါတယ်အာဂျုံကမောင်းပြေးဖို့ကြိုးစားပေမဲ့ကားပြတ်သွားပါတယ်ရီယာကိုကယ်ဖို့အတွက်အာဂျုံကသူကြံနေခဲ့မယ်ရီယာကိုခေါ်သွားဖို့ရင်မောင်းကိုပြောလိုက်ပေမဲ့လူအင်အားမမျှပဲအရိုက်ခံရပြီးလဲကျသွားပါတယ်ရီယာကအာဂျုံအတွက်စိတ်ပူပြီးကားကိုတားကပြန်လာခဲ့ပါတယ်ရောက်တာနဲ့သူမကလူမိုက်တွေအားလုံးကိုတယောက်ပြီးတယောက်မြေကြီးပေါ်ကိုစောင့်ချလိုက်ပါတယ်ခိုင်းကောင်းဆောင်ကိုလည်းမီတာတော်ဝေးဝေးထိလွင်သွားအောင်ပြစ်ပေါက်လိုက်ပါတယ်ကြောက်လန့်သွားပြီးသူတို့ကကားဆက်နိုးကရီယာကိုဝင်တိုက်ဖို့ကြိုးစားပေမဲ့သူမကအဲ့ဒီနေရာမှာပဲတည်ငြိမ်စွာရပ်နေပါတယ်ရီယာကကားတကားကိုဆွဲဖြုတ်ပြီးလူမိုက်ကိုလေထဲပြစ်မြောက်လိုက်တဲ့အခါသူမရဲ့ခွန်အားကိုမြင်ပြီးအာဂျုံအံ့ဩမြင်တက်သွားပါတယ်